အားလုံးမင်္ဂလာပါကျွန်တော်ဝဝိုင်းမှာအားလုံးနဲ့တွေ့ဆုံဝင်ရတဲ့အတွက်အများကြီးဝမ်းသာပါတယ်အားလုံးကြားမှရှင်လန်းပြီးအများကြီးကံကောင်းပါစေဗျာတန်တာဆိုတဲ့ချင်းဟာအချစ်တစ်ချစ်တစ်ပုတ်လို့ခံစားလို့ရပါတယ်ကျွန်တော်ဆိုတဲ့အခါမှာရော MCD ရဲ့အခါမှာရောကျွန်တော်ကပြန်မရနိုင်တော့တဲ့ဖြူစင်တန့်ရှင်းတဲ့ငယ်ဘဝကိုစဉ်းစားပြီးခံစားပြီးရိုက်ထားတာပါဆိုတာရိုက်ထားပါပဲဒီတစ်ချင်းကိုရိုက်တဲ့အခါမှာအဓိကပြဿနာတစ်ခုကကျွန်တော်တို့ရဲ့ location ကိုဒီအတက်ကြချိန်ပြီးရိုက်ရတယ်ဗျအဲ့ဒီ DA ကိုစောင့်ရတာတစ်လလောက်အချိန်ကြာသွားတယ်ဗျနောက်တစ်ချက်ကရိုက်ကူးတဲ့အခါမှာရက်ွက်ထဲမှာရှိတဲ့လူတွေရောအဲ့ဒီစောက်လို့ရဝန်ထမ်းတွေရောကျွန်တော်တို့ကိုအများကြီးကူညီပေးပါတယ်သူတို့ကလူအယောက်20လောက်ရှိတယ်ဒီတက်လာတဲ့အခါမှာကျွန်တော်တို့ကအလွတ်ပြည့်ရတာပေါ့နော်ဒီနဲ့ပါမတော့အောင်လို့သူတို့အားလုံးဝိုင်းဝန်းပစ္စည်းသိမ်းပြီးရိုက်ပေးကြတယ်ဗျမနေ့ကထွက်ပြေးရတယ်ကျွန်တော်အဖေကျွန်တော်တန်ဖိုးအထားဆုံးနဲ့အကြိုက်ဆုံးတစ်ချင်းလေးတစ်ပုဒ်ပါတီးကိုငဲနဲ့ကိုအောင်မျိုးကကျွန်တော်ရဲ့ true story ကိုတည်ပြီးရေးထားပေးတာပါတစ်ချင်းထဲမှာအဖေကိုယ်တိုင်မှဝင်ပြီးတရုပ်ဆောင်ထားပေးပါတယ် MTV ရိုက်ပြီးနောက်တစ်လမှာအဖေဆုံးသွားပါတယ်တချင်းစာသားလေးရလို့ပဲအဖေနဲ့ကျွန်တော်ဘဝအချိန်မှာထာဝရအမတ်တရားပါနော်IC နဲ့ကျွန်တော်တို့တညင်မှာ MTV ရိုက်တော့အားလုံးကအင်ကြီးအနဲ့ဝတ်ကြပါတယ်ကျွန်တော်အဖေကို respect ပြီးတတိယတဲ့အနေနဲ့ပေါ့နော်တချင်းရဲ့ထိဆုံးမှာကျွန်တော်ပြီးထားတဲ့တေရောဟွန်တရောအတန်ကကျွန်တော်အဖေကိုယ်တိုင်ထိုးထားတဲ့တေရောအတန်လေးပါဒီတချင်းလေးကိုကျွန်တော်ကြားတိုင်း MTV ကိုကြည့်တိုင်းအဖေကိုကျွန်တော်ပို့သေးရမိပါတယ်မင်းနဲ့တွေ့ဆုံကခါဆက်ဆက်ပြောခြင်းနဲ့ဒီတတလုံးမြေတယောက်တည်းချစ်ပါတယ်ဆောင်းရဆိုတရောထိုးတာတရုပ်ဆောင်ပေးတဲ့ဆရာအန်ကယ်ဦးတင်ကြီးနဲ့ကိုချစ်ဆန်းမောင်ကိုအရန်ကျေးဇူးတင်ပါတယ်တန်ကြီးဗျာဘာလို့လဲဆိုတော့အဲ့ဒီနေ့ကမွန်းတက်နေဘူးကျဲသေးကြီးမှာတညင်ဘက်ကကွင်းပင်မှာ
သွားရလို့ပါတော်တော်ပူတယ်ဗျကျွန်တော်တို့မနေ့တီးခံလို့ရိုက်နေရတယ်သူတို့ကတော့ ACC ပဲပျော်ပျော်ရွှင်ရွှင်နဲ့ကြည်ကြည်ပြူပြူနဲ့ရိုက်ပြီးတယ်ကျေးဇူးရမ်းတင်တယ်ဗျာပြန်လာပါစိတ်ပူတယ်တဲ့ကျွန်တော်ဒီချင်းလေးရဲ့ရိုက်ကူးပုံအယူအဆနဲ့ဇာတ်လမ်းလေးကိုကျွန်တော်အရန်ကြိုက်တယ်ဗျာနောက်တစ်ချက်ကမေတ္တာနဲ့စေတနာနဲ့ကူညီရထားပေးတဲ့ချစ်သူဝေကိုလည်းအရန်ကျေးဇူးတင်တယ်ချစ်သူဝေ thank you ချစ်သူဝေတရုပ်ဆောင်ကကျွန်တော်တို့လိုချင်တာနဲ့တော့အများကြီးကောင်းနေတယ် thank you အားလုံးပြန်လာပါစိတ်ပူတယ်ဆိုတာကခံစားကြည့်ပါခင်ဗျာဇာရတာမမုံတန်းကစိတ်ထွက်ပေါက်ကို1960 90တုန်းကလို့ဥစတိုင်ရိုက်မယ်လို့ကျွန်တော်ပြောတယ်ဗျ။သူကသပင်အပွားကြီးတွေအင်ကြီးလက်ပွားကြီးတွေနဲ့ဝေပြီးမှဥစတိုင်ရိုက်မယ်ဆိုပြောတဲ့အခါကျွန်တော်ကစဉ်းစားလိုက်တော့မိုက်တယ်ဗျာသဘောကျနေတယ်။ပြဿနာတစ်ခုကကျွန်တော်တို့စဉ်းစားတာပေါ့နော်။ IC ကိုအဲ့လိုမျိုးရိုက်ခိုင်းဖို့ပြောရင်ကောင်းမလားမကောင်းဘူးလားဆိုပြီးမှအားနာတယ်ဗျာအမှန်တမ်းပြောရရင်ကျွန်တော်အကူကြီးတွေကိုနောက်ဆုံးတော့မထူးပါဘူးလေပြောကြည့်မယ်ဗျာသူတို့လည်းသဘောတူရိုက်မယ်ဆိုမှပြောကြည့်လိုက်တော့သူတို့ကအားလုံးကြည်ကြည်ပြူပြူနဲ့လက်ခံပေးတယ်ရိုက်မယ်ပဲသူတို့လည်းကြိုက်တယ်ပေါ့တကယ်ရိုက်လိုက်တော့ပြောစရာကောင်းကျန်တဲ့ပြည်ရဲ့လူမျိုးကအင်တာဗျူးဆရာကြီးကဒီလိုခင်းနဲ့ရိုက်ချင်တယ်ဆိုတော့ဆရာကြီးရဲ့ဇာတ်လမ်းကိုမဖြစ်မနေကျွန်တော်ဖြည့်ပေးရတာပေါ့ဆရာကြီးလုပ်ပြရစေဆိုပြီးတော့တပေါက်မှပြောနေတာ IC ရတကယ် professional ကြပါတယ်အားလုံးကိုစိတ်ပါလက်ပါနဲ့အဖွဲ့သားတွေကိုလုပ်ပေးတာပေါ့နော်ကြည့်ကြည့်လိုက်ကျွန်တော်ဒန်ဆာတွေပါတယ်ခေါ်ပြီးမှပျော်ပျော်ရွှင်ရွှင်ရိုက်ထားပါတယ် IC ကိုလည်းမတူတဲ့တခြားပုံစံနဲ့တွေ့ရပါတယ်ရီတော့ရီရတယ်ဘသူကဘသူလဲဆိုတာတော့ကြီးကြီးပေါ့ကျွန်တော်ကြည့်ပြီးရေးချင်တယ်ပြောတာ thank you ရ